မင်္ဂလာပါခင်ဗျာကိုသိန်းပိုက် channel ကနေကြိုးဆိုပါရစေ2026ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့ကမ္ဘာစီအေးသမိုင်းမှာတခါမှမမြင်ဘူးသေးတဲ့အဆင့်မြင့်နည်းပညာအားပြိုင်မှုကြီးတစ်ခုစတင်ခဲ့ပါတယ်အဲ့ဒါကတော့အီရန်ရဲ့ Operation Epic Fury နဲ့ Israel ရဲ့ Roaring Lion စစ်စင်ရေးတွေပဲဖြစ်ပါတယ်တစ်ဖက်မှာကအရှေ့အလယ်ပိုင်းမှာအင်အားအကြီးဆုံးဒုံပြန်တပ်ဖွဲ့ကိုပိုင်ဆိုင်ထားတဲ့အီရန်နောက်တစ်ဖက်မှာကတော့ကြော့ဖြတ်ဖို့မဖြစ်နိုင်ဘူးလို့နာမည်ကြီးတဲ့ကမ္ဘာအကောင်းဆုံးလေကြောင်းကာကွယ်ရေးစနစ်ပိုင်ရှင် Israel ဒီနေ့ဗီဒီယိုမှာတော့အီရန်ရဲ့ထက်မြက်လာတဲ့ဓာတ်နဲ့ Israel ရဲ့ခိုင်မာလာတဲ့ဒိုင်းအလွှာလေးလွှာအကြောင်းကိုကျွန်တော်ကိုသိန်းပိုက်ကအသေးစိတ်တင်ဆက်ပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအီရန်ဓာတ်အရင်ဆုံးအီရန်ရဲ့ဓာတ်အကြောင်းကစကြရအောင်နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားမှာအီရန်ဟာသူ့ရဲ့လက်နက်နည်းပညာကိုဘလို့များဒီလောက်အထိမြင့်တင်နိုင်ခဲ့တာလဲ2026ခုနှစ်မှာအီရန်ဟာဒုံးပြန်အမျိုးအစား20ကျော်နဲ့ drone အစင်းရည်လီတောင်နီးပါးကိုလက်နက်တိုက်ထဲမှာအသင့်ပြင်ထားပါတယ်။အီရန်ရဲ့အန်ဒီအရှိဆုံးလက်နက်ကတော့ hypersonic လို့ခေါ်တဲ့အတန်ထက်မြန်တဲ့နည်းပညာပါ။ Fatah 1နဲ့ Fatah 2လို့ခေါ်တဲ့ဒီဒုံးပြန်တွေဟာအတန်ထက်73ဆတောင်ပိုများပါတယ်။ Israel ရဲ့ကာကွယ်ရေးစနစ်တွေကတုံ့ပြန်ဖို့အချိန်မရအောင်ဖောက်ထွက်ဖို့ရည်ရွယ်ထားတာပါ။နောက်ထပ်ထူးခြားချက်တစ်ခုကတော့လောင်စာကဲစနစ်ကိုအောင်မြင်စွာပြောင်းလဲနိုင်ခဲ့တာပါ။အရင်ကလိုလောင်စာရေဖြည့်ဖို့အချိန်အကြာကြီးစောင့်စရာမလိုတော့ပဲမိနစ်ပိုင်းအတွင်းအသင့်ပစ်ခတ်နိုင်တာကြောင့်ဂျိုတူတွေကနေချိုတင်ထောက်လန့်ဖို့အလွန်ခက်ခဲသွားစေပါတယ်။အီရန်ရဲ့ဒုံးပြန်တွေဟာကီလိုမီတာ3000အထိရောက်နေတာကြောင့်အစ္စရေးနိုင်ငံလုံးဟာအီရန်ရဲ့မြင်ကွင်းထဲမှာနေရှိနေတာပါ။ကဲဒီလောက်ထပ်မြက်တဲ့ဓာတ်ကိုအစ္စရေးကဘလို့ဒိုင်းတွေနဲ့ကာကွယ်ထားသလဲ။အစ္စရေးမှာ multi layer defense လို့ခေါ်တဲ့အလွှာလေးလွှာရှိပါတယ်။နံပါတ်1 Iron Dome ဒါကတော့လူသိအများဆုံးပါအနီးကပ်လာတဲ့ဒုံးကျည်တိုးတွေကိုဟန်တာပါတယ်ဒါပေမဲ့တချင်းတီးညူဒေါ်လာ3သိန်းခွဲလောက်ကုန်ကြတာမို့ကုန်ကြစရိတ်ကတော့မနှဲပါဘူးနံပါတ်2 David Sling ဒါကတော့အလဲအစစ်မှာ drone တွေနဲ့အပြန်စားဒုံးကျည် cruise missile တွေကိုကီလိုမီတာ300အတွင်းမှာတင်ကြားဖြတ်ကျစီပါတယ်နံပါတ်3 Arrow 2နဲ့ Arrow 3ဒါကတော့တကယ့်ကေလာပါပဲအီရန်ရဲ့ ballistic ဒုံးပြန်ကြီးတွေကိုကမ္ဘာလေထူအပြင်ဘက်မှာ space မှာတင်တွားရောက်ဖျက်ဆီးပစ်တာပါဒါပေမဲ့စိတ်လှုပ်ရှားပြအကောင်ဆုံးကတော့စဒုထအလွှာဖြစ်တဲ့ Iron Beam မှာ2025အနောက်ပိုင်းမှာစတင်သုံးခဲ့တဲ့ဒီလေဆာတိုင်းဟာကြီးစံမလို့ပါဘူးလေဆာရောင်ကြီးနဲ့ drone တွေကိုလေထဲမှာတင်အရေးပျော်သွားအောင်လုပ်တာပါအကန့်အသတ်မရှိပြစ်နိုင်လို့ကုန်ချစရိတ်ကလည်းတစ်ချက်ပြည့်ရင်ဒေါ်လာ2လိုင်းဝန်းကျင်ပဲရှိတာကြောင့် game changer လို့တောင်ခေါ်နေကြပါပြီ2026စစ်မြေပြင်လက်တွေ့အားပြိုင်မှု2026ခုနှစ်မတ်လပိုင်းမှာတော့ဒီစနစ်တွေဟာစာအုပ်ထဲမှာနေမဟုတ်ပဲလက်တွေ့စမ်းတက်မှုကြီးဖြစ်လာခဲ့ပါတယ်။အီရန်ကဒုံးပြန်900ကျော်ကိုတပြိုင်နက်တည်းပစ်ခတ်ပြီး Israel ရဲ့ကာကွယ်ရေးစနစ်ကို over saturation လို့ခေါ်တဲ့အလုတ်ရှုပ်အောင်လုပ်ခြင်းနည်းဗျူဟာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့ Israel ဘက်မှာ American ရဲ့ HAAAD စနစ်နဲ့ Aegis သင်္ဘောတွေကဝိုင်းဝန်းကူညီဟစ်လို့ Iron Beam laser စနစ်ကလည်း Hezbollah ရဲ့ဒုံးတင်မိုးတွေကိုအောင်မြင်ဟန်တားနိုင်ခဲ့ပါတယ်။ဒါဟာစီအေးနီးပီနာသမိုင်းမှာအဆွေပလောင်ကြီးတစ်ခုပါပဲ။အီရန်ရဲ့အရေးအတွက်အသာစီးရောမှုနဲ့အစ္စရေးရဲ့နီးပညာအစီအမံမှုဘယ်အရာက2026စစ်ပွဲရဲ့အဆုံးအဖြတ်ဖြစ်လာမလဲ။နီးပညာတွေတိုးတက်လာတာနဲ့အမျှစစ်ပွဲပုံစံတွေဟာကျွန်တော်တို့မထင်မှတ်လောက်အောင်ပြောင်းလဲနေပါတယ်။မိဘပြည်သူတို့ကတော့ဘယ်လိုထင်ပါလဲ။အီရန်ရဲ့ဓာတ်ကပိုထက်မလား။အစ္စရေးရဲ့ဒိုင်းကပိုခိုင်မလား။ခွန်မန်းမှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးညာ။အခုလိုစီအီနီပညာနဲ့ကမ္ဘာအီရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျမတို့ရဲ့ကိုသိန်းပိုက် channel ကို subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်